မနှက်ပြန်ဆိုလို့ရှိရင်တင်းချံကြုံလေးကိုရောက်ပါပြီတင်းချံကြုံလေးရောက်ပြီဆိုတော့တင်းချံကာလကိုရောက်ပြီပေါ့နော်အဲ့တော့တင်းချံကာလရောက်ပြီဆိုကျွန်တော်တို့လောကီပညာရှင်တွေဝေဒင်ဆရာတွေကပြောရိုးပြောစဉ်ထုံးစံတစ်ခုရှိတယ်ကံကောင်းဆုံးနေ့နံနှစ်ခုကိုပြောပြမယ်ကံကောင်းဆုံးနေ့နံနှစ်ခုဟာဒီလာမယ့်နှစ်သစ်မှာစနေနဲ့တောက်ကြဟာကံကောင်းဆုံးနေ့နံပိုင်ရှင်တွေထဲမှာပါပါတယ်စနေနဲ့တောက်ကြတွေရှိရင်ရွှေချထားလို့တောင်ရပါတယ်စနေနဲ့တောက်ကြနေ့နံပိုင်ရှင်တွေရှိတဲ့အိမ်တွေအကုန်လုံးကြီးပွားတိုးတက်ဖို့ရှိပါတယ်စနေနဲ့တောက်ကြတွေအရင်နှစ်တွေကအနစ်နာခံခဲ့ရတာတွေညံ့ခဲ့တာတွေအားလုံးဟာဒီအခုအချိန်ခါသမယကနေစတင်ပြီးတော့အောင်မြင်ဖို့ရှိပါတယ်ဒါကြောင့်မလို့စနေနဲ့တောက်ကြရှိတဲ့အိမ်တွေအထူးကံကောင်းပြီးနေချင်းညချင်းရတနာပုံစိုက်ပြီးဆိုတာကိုကျွန်တော်ကဟောကိန်းထုတ်ရတာဖြစ်ပါတယ်အခုလာမဲ့တင်းကြံကာလကြော်ပြီးတာနဲ့အခုတင်းကြံကာလအတွင်းမှာပဲပေါ့နော်စနေနဲ့တောက်ကြတွေရဲ့ကံကိုမှီတဲ့သူမရှိဘူးဒါကြောင့်မလို့စနေနဲ့တောက်ကြတွေဟာငွေအစုလိုက်ပြုံလိုက်ဝင်တာအစရှိသဖြင့်ကောင်းတဲ့ဘယ်လိုပြောမလဲလူလောကမှာထူးထူးကဲကဲဖြစ်တဲ့ထူးမြတ်တဲ့ကုသိုလ်ကံအကျိုးဆက်တွေခံစားရဖို့ရှိတယ်နဲတာနဲ့များတာပဲကွာတယ်အားလုံးဟာဒီကုသိုလ်ကံရဲ့အကျိုးဆက်တွေကိုခံစားရမှာတော့အနည်းနဲ့အများပဲကွာတယ်ကျင်းတွေတော့ခံစားရမယ်ဒါကြောင့်မလို့စနေနဲ့တောက်ကြတွေကုသိုလ်ကောင်းမှုများများလုပ်ပါလို့ကျွန်တော်အကြံပေးပါတယ်ကျေးဇူးတင်ပါတယ်